အဲ့တော့ဝင်နေငါတို့ပဲဟဲ့မီးမထွက်မတောက်ဘူး Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိတဲ့အတွက်ကြောင့် surprise လေးတွားလုပ်မှာဖြစ်ပါတယ်လိုက်ခဲ့ကြပါခင်ဗျရုံးစင်းစင်ချင်းပြေလွာသွားပြီးလောက်ရဖြစ်တဲ့အတွက်ကြောင့်လူကအရန်ခါနေပါတယ် Okay let's go တွားရအောင်အခုကတော့သူ့အတွက်ကိတ်အသေးလေးတွားဝင်မှာဖြစ်ပါတယ်ကိတ်ဝယ်မဲ့ဆိုင်ကိုရောက်ပါပြီခင်ဗျOkay ကိတ်ဝယ်ခဲ့ပါပြီခင်ဗျအခုဆိုတော့သူတို့ကိုဖုံးဆက်ထားပြီးကြတော့စောင့်နေတာဖြစ်ပါတယ်အချိန်ကတော့ည8နာရီခန့်ရှိပါပြီခင်ဗျာတကယ်ချင်းတို့ရဲ့ထုံးစံတိုင်းလာနေပြီလမ်းမဆိုပြီးစောင့်လာတာ45မိနစ်ပြည့်သွားမှ2ယောက်သားရောက်လာကြပါပြီခင်ဗျာရောက်လာတဲ့အခါမှာလည်းတကယ်ချင်းရဲ့ဘယ်မှမတော်ပေါ့ပေါ့ပါလေးဝက်ခဲ့ဆိုပြီးတော့ပြင်ဆင်လာပြီးတော့ဆိုင်ခေါ်သွားပြီးချင်းထက်ထက်ခံလိုက်ရပါတယ်ဒါပေမဲ့ရုပ်ခန့်ရှိတဲ့ကိုတော့ကတော့အိမ်နေရဲ့ဝစ်စားနဲ့လည်းမူကထဆိုင်ကိုလာရဲတယ်လေဘာဖြစ်လို့လဲဆိုတော့ကိုရီးယားစောက်ချောကြီးမူကထဆိုင်ရောက်တိုင်းမှာတော့တကူတော့ဆွမ်းပြပြီးတော့ပြင်နိုင်ဆိုင်တင်သမားလေးကတော့အဆိုင်လေးဖြစ်ပါတယ်အခုဆိုရင်တော့အကင်တွေကကြက်လူနေနေအခြေအနေကိုရောက်လာပါတော့ရောက်တာအကင်မစားခင်ပါပဲဆက်ဖီလေးတစ်ဖြတ်ဆွဲလိုက်ပါတယ်မူကထနဲ့အလိုက်ဖက်ဆိုတော့စုပ်ကျူပဲဖြစ်ပါတယ်ဟုတ်တယ်โอเคရတယ်ခွေးကောင်းပုတ်နေလို့ပဲဒီရက်ဆက်လာနေတယ်ဟယ်လိုတောက်ကြပါဦးခင်ဗျာအခုလိုစားတော့ပြီဆိုရင်မြေပြုံးပြော်နေရတော့ Mount Everest တို့ရဲ့ signature တစ်ခုဖြစ်ပါတယ်ခုဆိုရင်တော့ဝယ်လာတဲ့ surprise cake လေးနဲ့အတူ birthday party တေးလေးကိုလုပ်မှာဖြစ်ပါတယ်ပုံရိုက်မှန်ပုံမဟုတ်ဗီဒီယိုပဲနော်အဲ့လိုမခွဲခင်ပါပဲမွေးနေ့ရှိတဲ့ဆန္ဒအရဓာတ်ပုံတစ်ဖြတ်ရိုက်ပေးရပါသေးတယ်တလူဆိုလည်းနေခဏလောလေးအဲ့ဒါပဲငယ်ငယ်ကတော့မကြောက်နေတယ်ငယ်ငယ်ကတော့မကြောက်ပါလေဒီကတည်းကမကြလဲမှာ Okay so let's go ပြီးွားရည်ဟုတ်လေညတလို့ပါအဲ့လိုစလိတ်မီကြီးနေကဘီယိုရိုက်မှနာမှာပေါ့တလို့ပဲလေတော့ပေါ့တလို့လေးစင်တလို့ပေါ့တလို့ position တလို့ပေါ့လားဒီတော့အဲ့တော့ဝင်နေငါတို့ပဲဟဲ့မီးမထွက်မတောက်ဘူးပြီလားdon't know la. Well, 3. Happy birthday to you. Happy birthday to you. Happy birthday, dear Queen. Happy birthday to you. Make a plan. I guess he's on theဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့ရဲ့ birthday vlog လေးကပြီးပါပြီ။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ご覧いただきありがとうございます。